ဒီကနေ့ရဲ့ဗီဒီယိုမှာတော့ကျွန်တော်ကဘန်ကောက်ကနေတနာရီ2နာရီလောက်ပဲသွားရတဲ့အယုဒ္ဓယမြို့ကိုရထားစီးပြီးတော့တောင်းလိုက်ဖြစ်ပါတယ်အမှဖရားတွေပြင်မယ်ပြီးရင်ကျန်တဲ့နေရာတွေကိုရှောက်လည်မှာပဲဆိုတော့လိုက်ခဲ့ကြပါအခုကတော့ဗန်ဆိုးဘူတော်မှာအယုဒ္ဓယသွားဖို့အတွက်ရထား platform လိုက်ရှာနေပဲဖြစ်ပါတယ်ငေါက်ကနေအယုဒ္ဓယသွားဖို့အတွက်ရထားလက်မှတ်ကတော့ဘတ်20ပဲဖြစ်ပါတယ်စတန်ဒီတက်ကက်ပေါ့နော်စတန်ဒီတက်ကက်ဆိုတော့သူကထိုင်ကုန်ကတော့ဥတူယူပေါ့နော်မတက်ရချင်လဲရက်ရမယ်အဲ့တော့သူကထိုင်ကုန်နံပါတ်အတိအကျမရှိဘူးပေါ့ကဲအခုကတော့ကျွန်တော်တို့အယုဒ္ဓယကိုရထားစီးပြီးတော့ရောက်သွားပြီပဲဖြစ်ပါတယ်ကဲအခုဒါကတော့အယုဒ္ဓယဘူတာမှာပဲဖြစ်ပါတယ်အယုဒ္ဓယဘူတာကလောဘူတာနဲ့တောင်နည်းနည်းခက်ဆင်ဆင်တူပါတယ်အယုဒ္ဓယဘူတာအိမ်သာပါတဲ့အိမ်သာတက်ဖို့တောင်ဒီလိုမျိုးသွားရတယ်ပေါ့နော်ဒါကတော့အယုဒ္ဓယမှာတုတ်ကိုဘတ်1500နဲ့ငားပြီးတော့တနေ့ကုန်အယုဒ္ဓယမှာဖျားပတ်ဖူးမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဘူရာနဲ့အနီးဆုံးဖျားကိုအရင်သွားလိုက်တာပဲဖြစ်ပါတယ်ရှေးဟောင်းဖျားဆင်းတို့တွေအများကြီးပဲဒီနားမှာထားရတာပေါ့နော်ကဲအခုကတော့ကျွန်တော်တို့ဖျားပထိုးတော့ပေါ့တက်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒါကတော့အဓိက main city ပေါ့ဘာမှမလေးရှိခနေရလားမလေးဒီကတော့အောက်ကခွက်သေးကိုအကျွေးစီဝင်အောင်ပြည့်ရတာပေါ့နော်အကျွေးစီဝင်ရင်ကံကောင်းတယ်လို့ပြောကြတယ်ပေါ့နော်ဒါကြတော့မင်းအဲ့ဒါကြရမှာခြေလိုက်ကုံပေါ်ရကုံပေါ်ရခြေလိုက်ဒီနေရာလေးကတော့ဓာတ်ပုံရိုက်ဖို့တအားကောင်းပါတယ်ဒီအရှိရလျောင်းတော်မူဖျားနဲ့အနောက်ကရှေးဟောင်းစီဒီပထိုးတော်တွေနဲ့ဆိုတော့တော်တော်လေးကိုလာပါတယ်နောက်ထပ်ဖျားတဆူကိုသွားနေပါပြီ။အားပြတ်တော့တကယ်တမ်းဒီဝမ်မဟာတပ်ဖျားမှာနာမည်ကြီးရတာပေါ့နော်။ညောင်ပင်အောက်မှာဖျားဆင်းတို့ထုလာတာပေါ့နော်။ဖျားရောက်တော့ယူထုလာတာအဲ့ဒါပဲနာမည်ကြီးတာပါ။ကျွန်တော်အဲ့လိုကြီးမရှိပါဘူး။ကျွန်တော်နာမည်ကြီးတဲ့ညောင်ပင်ကြီးကိုဗီဒီယိုရိုက်ဖို့မေးသွားတဲ့အတွက်ရိုက်ထားတဲ့ဓာတ်ပုံတွေကပြလိုက်ပါတော့မယ်။ဒီဝမ်မဟာတက်မှာပေါ့နော်ဖျားတွေပေါ့လူရှေးဟောင်းဖျားတွေပြီးတော့အဆောက်အုံပစ္စည်းတွေပုံများပါတယ်။မှာပါရှေးဟောင်းဖျားတွေဖျားတစ်ခုကိုသွားနေပဲဖြစ်ပါတယ်။ခုသွားမဲ့ဖျားကတော့အရင်ဖျားရည်လောက်ရှေးဟောင်းအရင်မကြပါဘူး။ဒါဘာဖျားတော့ဟုတ်တယ်ပြီးရောဟိုးဘက်မှာမြင်နေရတဲ့ဖျားကတော့ရှေးဟောင်းဖျားပဲဖြစ်ပါတယ်ကျွန်တော်တို့ဘေးကက်ရက်ပေါ့နော်ဒါပေမဲ့အဲ့ဒါတော့မဝင်ခဲ့ပါဘူးဖျားတဲ့ဝင်ပါပြီဖျားတဲ့ဝင်ချင်းမှာတွေ့လိုက်ရတော့ဒီဖျားရုပ်ပွားတော့တက်တက်လေးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်အဲ့လိုဖျားတွေမှာဆိုဖျားရုပ်ပွားတော့ကြီးကအကြီးပေါ့နော်ဒီမှာကျတော့အဲ့လိုမဟုတ်သေးလေးပါပဲကျွန်တော်တို့နေ့လည်စာထမင်းစားနာပြီးတော့ထမင်းဆိုင်နာမှာရှိတယ်ဖျားကိုရိုက်ပြတာပဲဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့အထဲထဲမဝင်တော့ပါဘူးအရန်နေဘူးလို့ပါ
ဒီမှာကအဲ့လိုထိုင်းဝက်စုံတွေငါပြီးတော့ဓာတ်ပုံရိုက်ကြတာများပါတယ်နောက်ထပ်ဖျားတစ်ခုကိုသွားနေပါပြီအခုရောက်နေတဲ့နေရာတော့ဒီကလိုင်းဘုရားပဲဆေးပြန်တော့မကြောက်ဘူးမကြသေးဘူးလေအကြောင်းဘယ်လိုမျိုးဖြစ်နေတာပေါ့ဒါအခုကတော့နောက်ဆုံးဖိုးမဲ့ဖျားကိုသွားနေပြီပဲဖြစ်ပါတယ်ဒါပြီးရင်တော့ကျွန်တော်တို့ပြန်ပါတော့မယ်ဘန်ကောက်ကိုဒီအဝိုင်းဘက်လေးလည်းတော်တော်လားလို့ကျွန်တော်ရိုက်ထားတာပေါ့နော်ဓာတ်ပုံရိုက်ရင်တော်တော်ကောင်းပါဒီဖျားကတော့တော်တော်လေးကိုလှပါတယ်လူလည်းရှင်းတယ်အဲ့တော့ဓာတ်ပုံလည်းရိုက်လို့ကောင်းတယ်ပေါ့နော်ဖျားလည်းကူးလို့ကောင်းပါတယ်ဒါကတော့ခုနကပြခဲ့တဲ့ចောင်းဆောင်တဲမှာပါဒီမှာဖျားရုပ်ကတော့တဆူရှိပါတယ်ကဲရုတ်တရက်ကနေဘန်ကောက်ကိုပြန်มาတော့မယ်ဒါကတော့စရောက်လာပါပြီတထားကတော့မြင်တဲ့အတိုင်းကြိတ်တို့ပါစတန်ဒီတက်ကြက်လားစတန်ပ်တက်ကြက်လားတော့မသိဘူးတလန်းလုံးမတ်တက်ရက်လိုက်ရတာကျွန်တော်တို့ညောင်းမှညောင်းပါတယ်ပေါ့နော်လုံးဝပင်မပြီးတော့ဘာမှမထားနိုင်ဘူးဘန်ကောက်မြို့ကြီးကိုပြန်ရောက်လာပါပြီဒီဘူရာကြီးကတော့အရှိတောင်အားချာမှာအကြီးဆုံးဘူရာကြီးဖြစ်တဲ့ Chrontic F4 ပဲဖြစ်ပါတယ်ကျွန်တော်မနက်ကလည်းဒီဘူရာကနေလာခဲ့တာပါအပြန်တော့လည်းဒီရပါပဲ